ကိုကအလုပ်တွေအများကြီးရှောက်တယ်ဒါပေမဲ့မရဘူးကြာလာတော့စိတ်ထဲကြာလာတယ်ကိုကပဲအရေးချင်းမရှိတာလားဆိုပြီးတော့ကိုလည်းတန်တရားတွေဝင်လာတယ်တကယ်တော့ဒါကအဖေကကိုစီမှာမဟုတ်ဘူးဒီအလောက်ကန်အခွင့်လဲဆိုတဲ့ချင်းဒီပေါ်မှာမူတည်နေရဆိုတဲ့အကြောင်းလေးကိုကျွန်မရှင်းပြခြင်းနဲ့ဒီအတွက်စိတ်ဝင်စားရဲဆိုရင်ဒီဗီဒီယိုကိုဆက်ကြည့်လို့ရတယ်ဆိုတော့ကျမတို့အလောက်ကရှောက်ခေါ်မဲဟာကposition ကလူအယောက်80ခေါ်မဲအဲ့မှာရှောက်တဲ့သူက100ရှောက်မယ်ပေါ့နော်ကိုအပါဝင်100ရှောက်မယ်ဆိုရင်ရနိုင်ခြေကပြန်ပြီးတွက်ကြည့်လိုက်ရင်ကိုအတွက်ရနိုင်ခြေဒီ80%ရှိတယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ကိုနည်းနည်းလေးအားထည့်လိုက်တာနဲ့ကိုဒီအလောက်ကရမှာသေးကြတယ်ဒီအတွက်တော့ဒါကအလုပ်ရလာပြီဆိုတော့ကိုအရေးချင်းရှိလို့ရတာပဲလို့ထင်ကောင်းထင်လိမ့်မယ်တကယ်တမ်းကတော့အလုပ်ကအခွင့်အရေးများနေတာကလည်းပဲကိုအလုပ်ရဖို့အတွက်chance များတဲ့ဟာကိုဖြစ်စေတယ်ဆိုတော့ဒါပေမဲ့အခုနောက်ပိုင်းအလုပ်ကိုင်းနေတာရှားပါလာတယ်ဥပမာတချို့လစာအများကြီးပေးတဲ့အဖွဲ့အစည်းတွေဆိုရင် position တစ်ခုပဲခေါ်တယ်အရာလူလျှောက်တာကအယောက်က9000ရှိရဲဆိုရင်ကိုယ့်အတွက်ရနိုင်ခြေစီ9000နဲ့ကနေပြီးတော့မှတယောက်ပဲခေါ်မှာဖြစ်တဲ့အတွက်ကြောင့်တကယ်ကို 0.005% ပေါ့နော်1% တောင်မရှိတဲ့အခြေအနေမှာသွားနိုင်တယ်အဲ့လိုအခြေအနေမှာကြတော့ဒါကိုဒီအလုပ်ကိုမရခြင်းကကိုအရေးချင်းမရှိလို့မဟုတ်ဘူးအလုပ်ကိုင်အခွင့်အလမ်းကနည်းနေလို့ဒါမရတာဖြစ်တယ်အဲ့ဒါလေးကိုကျမတို့တွေသိထားဖို့လိုတယ်ပေါ့နော်ဒီခေတ်ကာလမှာအလောက်ကိုင်ခွင့်လဲတွေကနည်းနေတဲ့အတွက်ကြောင့်ကိုကဘာရှောက်မရတာမျိုးတွေဖြစ်နိုင်တယ်အဲ့ဒါနဲ့အလားတူအခြေအနေမျိုးကိုအဲ့ဒီကျမဆောင်းပါးတစ်ခုဖတ်ဖူးရပေါ့နော်ဒီတောင်အာဖရိကနိုင်ငံမှာအလောက်ကိုင်ရှားပါမှုပြဿနာနဲ့ပတ်သက်ပြီးတော့ရေးထားတဲ့ဆောင်းပါးတစ်ခုပေါ့အဲ့မှာကသူကအချိန်ကာလတော့တော်တော်လေးကြာခဲ့ပြီပေါ့နော်အဲ့တော့သူတို့မှာပညာတတ်တွေကဒီလူငယ်တွေကဘွဲတွေရလာတယ်ဒါပေမဲ့အလုပ်တွေလျှောက်တယ်အလုပ်ကိုင်ငါခေါ်တာလေးကနဲတဲ့အခါကျတော့သူတို့မှာအလုပ်မရဘူးဖြစ်နေတယ်အကယ်၍ဒါအလုပ်ကိုင်ခွင့်လန်းတာများမယ်ဆိုရင်ကိုကဘလို့ရချင်းမဲ့ရှိကိုတန့်ရှင်းရေးလုပ်တတ်လားကိုကကားပဲမောင်းတတ်တာလားစပွဲပဲထိုးတတ်တာလားဘာလေးပဲကိုမှရှိအလုပ်ရဖို့ကလွယ်တယ်အလုပ်ရခြင်းမရခြင်းကကိုယ့်အတွက်ကကိုကပညာရေးအများကြီးမတက်လို့ဘာ skill မှမရှိလို့ဆိုတဲ့ဟာပေါ်မှာလည်းတခါတလေမမူတည်ဘူးဒီjob opportunity ဆိုတဲ့အလုပ်ကိုင်အခွင့်အလမ်းကဘယ်လောက်ထိများတယ်မများဘူးဆိုတဲ့ဒီခေတ်ကာလအခြေအနေပေါ်မှာလည်းအများကြီးမူတည်တယ်ပေါ့နော်အဲ့မှာအဲ့လိုဖြစ်ကြတယ်ပေါ့ဒီတောင်အာဖရိကနိုင်ငံမှာလူငယ်တွေကဘွဲရလာတယ်အလုပ်ကိုင်ခွင့်လန်းတွေကနဲတော့အလုပ်တွေကမရကြဘူးအဲ့ဒီခါမှာကြာလာတော့စိတ်ဓာတ်တွေကျလာတယ်အဲ့မှာသူတို့ကဘလို့အဖြေရှားကြလဲဆိုလူငယ်တွေက okay သူတို့ကိုငှားမဲ့သူမရှိဘူးပေါ့နော်သူတို့ကို hiring လုပ်မဲ့ company တွေအဖွဲ့အစည်းတွေမရှိဘူးဆိုရင်ဘာလုပ်လို့ရတယ်လဲဆိုတော့သူတို့ဟာသူတို့စွန့်ဦးတီထွင်လုပ်ငန်းတွေပေါ့နော်လုပ်ငန်းငယ်တွေပေါ့ small business ကလေးတွေသူတို့ဟာသူတို့တည်ထောင်ကြရတယ်အဲ့ခါနေပြီးတော့မှဒီ entrepreneurship ဆိုတာကဒီတောင်အာဖရိကမှာအရန်ကိုဖွံ့ဖြိုးလာတယ်သူတို့တက်တဲ့ဟာနဲ့သူတို့ဘာရောင်းလို့ရတယ်လဲပေါ့နော်ဥပမာတချို့ကကြတော့ goods ဆိုရယ်ကုန်စည်ကိုရောင်းမယ်ပေါ့နော်ကုန်ပစ္စည်းပေါ့ထိတွေ့ကိုင်တွယ်လို့ရတဲ့ကုန်ပစ္စည်းရောင်းမယ်တချို့ကတော့ service ရောင်းမယ် service ဆိုတဲ့နေရာမှာအများကြီးပေါ့ကိုယ့်ရဲ့ knowledge ရောင်းတာရှိတယ်ကိုယ့်ရဲ့ပညာပေါ့ skill တွေကို sharing လုပ်ပြီးရောင်းတာရှိတယ်နောက်ထပ်တခြားဖုန်းပြင်တာတို့ delivery ပို့တာတို့ဒါတွေလည်းပဲ service ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကိုကလုပ်တော့မယ်ဆိုရင်ဒီတန်းထိုင်မနေဘဲနဲ့အလောက်ကကိုယ်ကိုငှားမဲ့ဟာမရှိဘူးဆိုရင်ကိုကကိုပြန်ငှားပေါ့နော်ကိုကစုံလုံးတီထွင်လုပ်လို့ရတယ်အဲ့ဒီခါမှာကိုဘာရောင်းမလဲဆိုတာကိုယ့်ကိုဆုံးဖြတ်ရမယ်ကုန်စည်ရောင်းပါလား goods ရောင်းပါလားဒါမှမဟုတ်ရင် service ရောင်းပါလား service မှာဘယ်လိုမျိုး service ရောင်းပါလဲပေါ့နော်ဥပမာခုနကပြောတဲ့ဒီတောင်အာဖရိကဥပမာနဲ့ပြောမယ်ဆိုရင်တချို့လူငယ်လေးတွေကဘာလုပ်လဲဆိုတော့သူတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ပြဿနာတွေကိုရှာတယ်ဘာပြဿနာတွေဖြစ်နေလဲအဲ့ပြဿနာတွေကိုဒါသူတို့ဖြေရှင်းပေးနိုင်ရင်သူတို့ဒီဝင်ငွေရလာမယ်ပေါ့အမှတစ်ဖွဲ့ကတွေ့တာကကြတော့သူတို့စီမှာရေရရှားပါတယ်ဆိုတော့ရေချိုးဖို့ဆိုရင်ရေလိုတယ်ပေါ့နော်ဒီချိုးတန့်စင်ဖို့ဆိုရင်ရေလိုတယ်အဲ့ဒီအတွက်ကြောင့်ရေမလိုတဲ့ကိုတိုက်ဆက်ပြာပေါ့ dry bath ရောင်းမယ်ဆိုပြီးတော့သူတို့တွေအဲ့ဒီကုန်ပစ္စည်းကိုတီထွင်လိုက်တယ်အဲ့မှာအလုပ်ဖြစ်သွားတယ်ပေါ့နောက်တစ်ဖွဲ့ကကြတော့အဲ့ဒီမှာသူတို့ကဒီ traffic ပေါ့နော်ကားပိတ်တဲ့ပြဿနာကအရင်ကြီးမားတယ်တနေရာနဲ့တနေရာတစ်ခုလေးဝယ်ဖို့အရေးကိုအကြာကြီးသွားရတယ်ပေါ့အဲ့လိုဆိုတော့အဲ့ဒီအဖွဲကကြတော့စပိန်နဲ့ပေါ့နော် bicycle နဲ့ delivery ပို့တဲ့ဟာပေါ့ကုန်စည်ကိုဝယ်ပေးပြီးတဲ့ခါကျတော့ပို့လာရင်စပိန်နဲ့ကြတော့ဒီကားလိုမပိတ်ဘူးမြန်တယ်အဲ့ဒီအတွက်ကြောင့်လူတွေလိုချင်တဲ့ကုန်ပစ္စည်းကိုအချိန်တိုတွင်းမှာသူတို့ကပို့ပေးနိုင်တယ်ပေါ့အဲ့လိုနည်းနဲ့အဲ့ဒီကာလမှာအဲ့ဒီလူငယ်တွေကဒီ entrepreneurship ပေါ့ဒီစွန့်ဦးတီထွင်လုပ်ငန်းတွေကိုစတင်ပြီးတော့မှလုပ်ကြတယ်
လောက်ကြပြီးတော့အဲ့ကနေပြီးတော့မှအဲ့တဖြည်းဖြည်းနဲ့ဒီသူတို့တိုးတက်လာတဲ့ခါမှာပေါ့နောက်ပိုင်းတော့ဒါအလောက်ကင်ခွင့်လန်းနေပို့ပြီးတော့မှများလာပေါ့နော်အဲ့ဒီဥပမာလေးကိုကြည့်ပြီးတဲ့ခါကျတော့အခုကအလောက်ကင်ခွင့်လန်းနေကိုကရှားပါနေတယ်ဘေးဟာရှောက်ရှောက်မရဘူးဆိုရင်ကိုအနေနဲ့တစ်ပိုင်းတစ်နိုင်ဘာလုပ်လို့ရတယ်လဲဒီခေတ်မှာဆိုရင်အများကြီးလုပ်လို့ရတယ်အဲ့ဒါကိုပြန်ပြီးတော့မှရှာဖွေဖို့လိုတယ်ကို့မှာကဘာ skill ရှိတာလဲကို့မှာဘယ်လို knowledge တွေရှိတာလဲအတွေ့အကြုံတွေကဘာတွေရှိပြီးသွားပြီလဲအဲ့ဒါတွေပေါ်မူတည်ပြီးတော့မှဒီကာလမှာကိုကဘာတွေရောင်းလို့ရတယ်လဲပေါ့နော်ကုန်ပစ္စည်းရောင်းမလား service ရောင်းမလားဒီလိုလေးတွေတွေးပြီးတော့ရှိတာလေးနဲ့စလုပ်ပေါ့စလုပ်ရင်လည်းကိုကဘယ်လိုဖြစ်လဲဆိုရင်အလုပ်တစ်ခုမှာကို occupy ဖြစ်သွားတဲ့အခါမှာစိတ်လည်းမလီတော့ဘူးအတွေ့အကြုံတွေလည်းရလာတယ်အဲ့အတွေ့အကြုံတွေပေါ်အခြေခံပြီးမှဒီထက်ကြီးတဲ့ခြေလမ်းတွေကိုကိုကလှမ်းလာနိုင်မှာဖြစ်တယ်ဒါလေးကိုကျမက sharing လုပ်ပေးချင်တာပေါ့နော်ခုနကတောင်အာဖရိကနိုင်ငံမှာဖြစ်တဲ့ပြဿနာနဲ့အလုပ်မရှိဘူးဟုတ်တယ်ကိုငှားမဲ့သူမရှိဘူးဆိုရင်ကိုကကိုပြန်ငှားပြီးတော့ဘယ်လိုမျိုးလုပ်လို့ရုံးထားလို့ရတယ်လဲဆိုတာလေးကိုဒါknowledge အနေနဲ့ပေးတာဖြစ်တယ်အကယ်၍ဒီလို content တွေစိတ်ဝင်စားရဲဆိုရင်ကျမရဲ့ဒီ account ကို follow လုပ်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်